ပိုင်းနဲ့ကိုအသုံးပြုပြီးတော့ပတ်စံ4000ကနေ6000အတွင်းဘယ်လိုမျိုးယူရမလဲဆိုတော့ကိုမပြောခင်မှာပထမပိုင်းအနေနဲ့ဘိုင်းနဲ့အကောက်ဖွင့်ကိုပြောပြပေးပါမယ်ရှေ့ကပြောသွားတဲ့ပတ်စံ4000ကနေ6000အတွင်းရရှိဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့ refer code ကိုအသုံးပြုတော့အကောက်ဖွင့်မှသာနေရရှိမှာဖြစ်ပါတယ်အသုံးမပြုဘဲနဲ့ဒီတိုင်းရိုးတန်းဖွင့်မှဆိုတော့မရဘူးပေါ့နော်ဒီတော့ပထမဆုံးနီလန်တစ်ခုကတော့ Telegram ကိုသွားလိုက် Telegram က search bar မှာအခုရေးထားတဲ့အတိုင်းပဲရှင်းဘိုင်းနဲ့ဆိုပြီးရေးရှာလိုက်ပြီးတော့ရင်တော့အခုလိုမျိုး Crypto New Operation ဆိုပြီးတော့ channel တစ်ခုကြာလာပါလိမ့်မယ်အဲ့ channel လေးကို join ပြီးတော့အဲ့ channel လေးမှာတင်ထားတဲ့ဘိုင်းနဲ့အကောက်ဖွင့်ရဆိုတဲ့ link ကနေအကောက်ဝင်ပြီးတော့ဖွင့်လို့လည်းရတယ်ဒါမှမဟုတ် application ကို download ဆွဲပြီးတော့လည်းအကောက်ဖွင့်လို့ရပါတယ် application download ဆွဲဖို့အတွက်ကတော့ Play Store နဲ့ App Store မှာ download ဆွဲလို့လည်းရပါတယ်တကယ်လို့ဒီအဆင်မပြေဘူးဆိုရင်တော့ဒီအခုပေးထားတဲ့ဒီ app down ရဆိုတဲ့ link ကနေလည်းအကောက်ဒီ download ဆွဲပြီးအကောက်ဖွင့်လို့ရပါတယ်ပေါ့နော်ဒီတော့ဒီအကောက်ဖွင့်တဲ့နေရာကိုသွားပါမယ်အကောက်ဖွင့်ဖို့ဆိုရင်တော့ကိုယ့်ရဲ့ဒီ Gmail ကိုအသုံးပြုဖို့လိုပါတယ်ကိုယ့်ရဲ့ Gmail ကိုအသုံးပြုမှဒါလည်းပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပေါ့နော်ဒီတော့ကိုယ့်ရဲ့ Gmail လေးကိုဒီနေရာမှာဖြည့်ပေးလိုက်ဖြည့်ပြီးတော့အမှန်ချစ်ပြီးတော့ content ကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့အခုကိုယ့်ရဲ့ Gmail ထဲကိုကောက်6လုံးကြာလာပါလိမ့်မယ်အဲ့ဒီကောက်6လုံးကိုတော့ Gmail ထဲမှာသွားယူပြီးတော့ဖြည့်ပေးလိုက်ပါပြီးတော့ရင်တော့ password ထည့်ရမယ့်နေရာရောက်ပါပြီ password ထည့်ရမယ့်နေရာရောက်တဲ့အခါမှာဆိုတော့အခုနမူနာပြပေးထားတဲ့အတိုင်းပဲ password ကိုထည့်ပေးရပါမယ်အရှိစလုံးကအကြည့်ထားရမယ်ပြီးတော့သင်္ကေတတစ်ခုထည့်ပြီးတော့ကဏ္ဍလေးထည့်ပေးရပါမယ်ပြီးတော့ရင်တော့ဒီနေရာရောက်တဲ့အခါမှာ application ကဖွင့်တဲ့လူတွေဆိုရင်တော့ yes ကိုရွေးပေးပါ yes ကိုရွေးပေးမှသာလျှင် refer code ထည့်လို့ရမှာဖြစ်ပါတယ်ဒီလိုမျိုး yes ကိုရွေးပြီးသွားရင်တော့ဒီ next ကိုနှိပ်ပါ next ကိုနှိပ်ပြီးသွားရင်တော့အခုလိုမျိုးဒီကောက်ဖြည့်ရမယ့်နေရာမှာ NN7GGV86 ဆိုတဲ့ကောက်လေးကိုထည့်ပေးပါအဲ့ရမှသာလျှင်အဆင်ပြေမှာဖြစ်ပါတယ်ဒီ link ကနေဖွင့်တဲ့လူတွေဆိုရင်တော့မလိုပါဘူးဒီ link ကနေမဖွင့်မယ်နဲ့ application ကို download ဆွဲပြီးတော့ဖွင့်မဲ့သူတွေဆိုရင်တော့အခုလိုမျိုးကောက်လေးကိုလိုပါတယ်ကောက်ဖြည့်ပြီးသွားရင်တော့အခုလိုမျိုးဒီအမှန်ချစ်လေးပေါ်ပြီပေါ့နော်အမှန်ချစ်လေးပေါ်ပြီးတော့ next ကိုနှိပ်လိုက်ရပါပြီကောက်ကတော့ application ကဖွင့်တဲ့လူတွေအနေနဲ့မဖြစ်မဲ့နေဖြစ်ပေးရမှာမယ်ဖြစ်မှသာလျှင်ကျွန်တော်ပြောတဲ့ဒီရှေ့ကပြောသွားတဲ့ပတ်စံ4000ကနေ6000အတွင်းရရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကတော့ဒီကောက်လေးကိုမဖြစ်မဲ့နေဖြည့်ပေးကြပါဖြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေ verify တင်ရမယ်နေရာစီရောက်ပါပြီ verify လုပ်မဲ့နေရာစီသွားပါမယ်ဒီတော့ verify now ကိုနှိပ်လိုက်ပါဒီတော့ verify now ကိုနှိပ်လိုက်ပြီဆိုရင်အခုလိုမျိုးပုံလေးပေါ်လာပါလိမ့်မယ်အဲ့နေရာရောက်ပြီဆိုရင်တော့ဒီမှာ driver license ID card နဲ့ passport ဆိုပြီးတော့၃မျိုးရွေးခိုင်းပါတယ်အဲ့ဒီမှာကိုကြိုက်တဲ့တစ်မျိုးရွေးရမှာဖြစ်ပါတယ်ကိုမှာ ID card ပဲရှိရမှတ်ပုံတင်ပဲရှိရဆိုရင်တော့ ID card ကိုပဲရွေးပါ18နှစ်အထက်ဆိုရင်ရတယ်ပေါ့နော်ဒီ driver license ဆိုရင်တော့ရင်မောင်း license ဆိုရင်လည်းပိုကောင်းပါတယ်သူကရင်မောင်း license ကိုတော့ recommend ပေးထားရပေါ့နော်Okay passport ရှိတယ်ဆိုရင် passport နဲ့တင်ပါတန်းအောင်ပါတယ် ID card တို့ဘာလို့ဆိုတာကတော့မိနစ်ပိုင်းစောက်ရတယ်ပေါ့နော်ပြီးတော့ရင်တော့ကိုတစ်ခုရွေးပြီးသွားရင်တော့ဒီမှာ upload photo နဲ့ take picture ဆိုရရှိရ take picture ဆိုတာကတော့ကိုယ့်ရဲ့ဒီပုံကိုပေါ့နော်ဒီမှတ်ပုံတွေမှာဖြစ်ဖြစ်ရေမောင်းလိုက်ဆိုမှဖြစ်ဖြစ်အဲ့ဒါကိုပေါ့နော်တခါလေးရိုက်ပြရတာဒီ upload photo ကြတော့ရိုက်ပြီးသားကိုတင်ပေးရတာပါပြီးတော့ content ကိုနှိပ်ပြီးတော့မျက်နှာ scan ဖတ်ပေးရပါတယ်မျက်နှာ scan ဖတ်တဲ့အခါမှာမျက်နှာအောင်ဖွင့်ပိတ်လောက်တာရဲ့ခေါင်းငုပ်တာရဲ့ခေါင်းပဲညာလှည့်ပေးတာရဲ့ဒါမျိုးတွေကိုလောက်ရပါတယ်ဒါကတော့ရိုက်လို့မရတာဖြစ်တဲ့အတွက် screenshot အနေနဲ့ကျွန်တော်အနေနဲ့ပါမလာဘူးပေါ့နော်ပြီးတော့ရင်တော့အခုလိုမျိုးနေရာရောက်လာမယ်ဒီ confirm information နေရာမှာဆိုရင်တော့ဒီပထမဆုံးနာမည်ထည့်ပေးရပါမယ်မှတ်ပုံတင်မဲ့ဖြစ်ဖြစ်ရေးမောင်းလိုက်စီမဲ့ဖြစ်ဖြစ်နာမည်ထည့်ပေးရမှာပေါ့နော်ဒီ first name နဲ့ last name မှာပဲထည့်ပေးပါပြီးတော့ရင်တော့ကိုယ့်ရဲ့ဒီ best of day ဆိုတဲ့နေရာမှာတော့ပထမဆုံးကခုနှစ်ထည့်ပေးရမယ်မွေးတက်ကလေးပေါ့နော်ဒုတိယကတော့လထည့်ပေးရမယ်နောက်ဆုံးမှာကတော့ဒါရက်ထည့်ပေးရပါမယ်နောက်ပြီးတော့အောက်မှာဆိုတော့ဒီကိုယ့်ရဲ့မြို့လမ်းပေါ့နော်လမ်းပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ထည့်ပေးလို့ရပါတယ်ဥပမာအားဖြင့်ရန်ကုန်တိုင်းဒေသကြီးဆိုရင်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အဲ့ဒါလေးပဲထည့်ပေးလိုက်လို့ရတယ်CD မှာဆိုတော့ရန်ကုန်ပဲထည့်ပေးပါအဲ့လိုမျိုးပဲရပါတယ် poster ကုတ်မှာကတော့မထည့်လည်းဖြစ်ပါတယ်ထည့်ချင်တယ်ဆိုတော့ဒီ Chrome မှာသွားရှာပြီးတော့ထည့်ရမှာဖြစ်ပါတယ်ထည့်ပြီးသွားရင်တော့ဒီအောက်က confine ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ15မိနစ်နိုင်ဝက်စောက်ခိုင်းလိုက်ပါလိမ့်မယ်စောက်ပြီးသွားရင်တော့အခုလိုမျိုးလေး verify လေးပေါ်လာပြီဆိုတော့ဒါကိုယ့်ရဲ့အကောက်ကအောင်သွားပါပြီမအောင်မဲနဲ့ face ပဲပြနေရဆိုရင်တော့အခုကျွန်တော်ရဲ့ Telegram မှာလာပြီးတော့မေးပေးပါကျွန်တော်အနေနဲ့ပြန်ပြီးတော့ဖြည့်ပေးပါမယ်အောင်ပြန်ပြီးတော့လုပ်ပေးမယ်ပေါ့နော်ဒီတော့အကောက်ဖောက်တာအောင်သွားတဲ့လူတွေအနေနဲ့ဆိုရင်တော့ဒီစုငွေအနေနဲ့4000ကနေ6000ဝန်းကျင်ရရှိဖို့ကတော့သိချသွားပါပြီဂျားထဲမှာတော့အဲ့လိုမျိုးဒီ4000ကနေ6000ရအောင်အတွက်လှုပ်ဆောင်ရမယ့်အချက်လေးတွေနည်းနည်းတော့လိုပါသေးတယ်ဒါတော့အပိုင်းနှစ်မှာကျွန်တော်အနေနဲ့တင်ပြပေးသွားပါမယ်